Hello မင်္ဂလာပါဗျာကိုတိုင်ပဲဖြစ်ပါတယ်ဗျကဲဒီနေ့ကတော့ကျွန်တော်မိတ်ဆွေများအတွက်ကျွန်တော်ကမနေ့ဖြန်ပေါ့နော်ကျွန်တော်တွေ9လပိုင်း9ရက်နေ့12နှစ်နဲ့ကြားတယ်6စနေပေါ့နော်အဲ့တော့6စနေခါတိုင်း6စနေတဲ့ပို့လို့ထူခြားစေတဲ့6စနေကိုရောက်လာတာဖြစ်ပါတယ်ဒီလိုနေ့ကောင်းခါကောင်းရက်ကောင်းလေးမှာကျွန်တော်တို့ရဲ့အိမ်နေအဲ့တော့စီးပွားရေးတွေနှစ်ဆတက်ဖို့အတွက်အလုပ်ကိုင်းလေးနှစ်ဆဖြစ်ဖို့အတွက်လုံးမရတဲ့လေးတခုကျွန်တော်ကလာပြီးမြပေးတာပါဗျကျွန်တော်မိတ်ဆွေခဏသားကြီးများအတွက်စီးပွားရေးလုပ်ကိုင်းနေအဆင်ပြေစေဖို့အဲ့တော့ကျွန်တော်ရောင်းဝယ်တွေကောင်းမှုလက်လက်ပတ်တွေပွင့်လန်းမှုအတွက်ဒါလေးကိုကျွန်တော်ကမြေတားရှိတာပြီးလာပြီးမြပေးတာဖြစ်ပါတယ်ဗျလောက်မှလည်းအရန်လွယ်ပါတယ်အဲ့တော့6စနေမနက်ပိုင်းလေးပါမြင်းနေ့နဲ့မစုံနော်မြင်းနေ့နဲ့မစုံခုနှစ်သားသမီးတွေအားလုံးမနက်ပိုင်း9နာရီတိတိမှာကိုယ့်ရဲ့အိမ်ဖျားမှာတောက်တော်ကြီး6ခွက်ကပ်ပေးမယ်တောက်တော်ကြီးကလည်း6ခွက်ကပ်ပေးမယ်တစ်ခါ3ခွက်နဲ့ကပ်လဲရပါတယ်နော်တစ်ခါ3ခွက်နဲ့ကပ်လဲရတယ်တောက်တော်ကြီး6ခွက်အေးလေးကိုကပ်ပေးမယ်ကပ်ပြီးတော့ဂုံတော်9ပါးကို6កောက်ယူပေးမယ်ဣတိပိသောဘဂဝါရဟံတမ္မံတံဗုဒ္ဓဝိဇ္ဇာစရဏတမ္မံတော်ဒုက္ကတောလောကဝိတုအနန္တရပရိသဓမ္မတာရတိတထဒေဝမနုဿာနံဗုဒ္ဓဘဂဝါဆိုပြီးမိတ်ဆွေများကတော့အလုံးဂုဏ်တော်9ပါးတော့ရပြီသားလို့ထင်ပါတယ်ဂုဏ်တော်9ပါးကို6កောက်ယူပေးမယ်6កောက်ယူပေးလိုက်မယ်6កောက်ယူပေးပြီးတော့ပြီးပြီပြီးဆိုလို့ရှိရင်ကျွန်တော်အိမ်ဖျားမှာကြံရင်တစ်ခွက်ကပ်မယ်ကြံရင်တစ်ခွက်နော်အဲ့တော့ကြံရင်တစ်ခွက်တချို့နေဘက်တွေကကြံရင်ရှားတဲ့ဆရာကြီးကြံရင်မရဘူးဆိုလို့ရှိရင်တော့ဘာကပ်မယ်ရပါတယ်ကြံတကာခဲကပ်လို့ရပါတယ်ကြံတကာခဲကပ်လည်းရတယ်ထက်ညက်ကပ်လည်းရပါတယ်เนาะထက်ညက်ဆိုရင်ထက်ညက်6လုံးကြံတကာခဲဆိုတော့တစ်ခဲပေါ့เนาะထက်ညက်ဆိုတော့6လုံးကပ်ပေးမယ်ကြံတကာခဲဆိုတော့တစ်ခဲကပ်ပေးမယ်အကောင်းဆုံးကတော့ကြံရရင်ကြံရည်ကပ်ပေးเนาะအဲ့ဒါကပ်ပေးမယ်ပြီးဆိုလို့ရှိရင်လည်းကျွန်တော်တို့ကကိုယ့်ရဲ့အိမ်ဒီနားမှာရှိတဲ့ကလေးတွေကိုချိုးချင်းတကြားလုံးဝယ်ပေးချိုးချင်းတကြားလုံးလေးတွေခလေးကြိုက်တဲ့တကြားလုံးလေးခလေးကိုပဲဝယ်မယ်เนาะချိုချင်းလေးကြားလုံးလေးခလေးလေးကိုလမ်းတွေ့တဲ့ခလေးလေးကိုလူပေးမယ်ဝေပေးမယ်ပေါ့လေခလေးလေးကိုဝေပေးမယ်ပြီးရင်ကျွန်တော်တို့ကရေသုံးမှုကိုရေသုံးမှုကိုကြတော့တက်ကြည့်ရွယ်ဦးလေးလူကြီးတွေကိုလူပေးမယ်ရေသုံးမှုကတော့ကိုကအခုလိုမျိုးတစ်ခါသုံးဘူးလေးတက်နိုင်တဲ့တစ်ခါသုံးဘူးလေးပေါ့ဒီလိုမျိုးတစ်ခါသုံးဘူးလေးလည်းရတယ်အဲ့တော့ဘူးကြီးလည်းရတယ်အဲ့တော့ရေခွက်နဲ့ခတ်တိုက်လည်းရတယ်ကိစ္စမရှိဘူးအဲ့တော့ကျွန်တော်တို့အဲ့ဒီနေ့မှာအနည်းဆုံး3ယောက်ကနေ9ယောက်တိတိလူပေးရမှာဖြစ်ပါတယ်ခလေးလေးကိုတော့တကြားလုံးချိုချင်းလေးဝေးမယ်အဲ့ဒါကတော့ကျဲတယ်လို့ဝေလို့ရတယ်လူကြီးတွေကိုတော့ကျွန်တော်တွေတလို့ရေတက်မှုတတိလေးရတယ်တလို့3ဘူးကနေပြီးတော့9ဘူးထိလူပေးတော့3ဘူးလေးရတယ်9ဘူးလေးရတယ်ဒါလေးကိုလူပေးပါဗျာနော်ဒီဟာလေးကျွန်တော်လုပ်ပြီးတာနဲ့နောက်ရက်ကျွန်တော်ဒီ9လပိုင်းတစ်လလုံးမှာလောက်ကကိုင်းတာအဆင်ပြေလာတယ်ချောချောမွေ့မွေ့ဖြစ်လာတယ်လူကြီးလူကြီးတွေပေါများလာတယ်အလောက်ကိုင်းနေအဆင်ပြေတာလဲအရင်ထက်နှစ်ဆတိုးလို့ကံကောင်းသွားတာကိုလည်းတွေ့မှာဖြစ်ပါတယ်လောကိုင်းတာလည်းလွယ်တယ်အခုလို့60နေ့ကောင်းနေ့မြက်လေးမှာကြားတဲ့နေ့လေးမှာကျွန်တော်တို့ဒီလိုခါကောင်းရက်ကောင်းလေးနဲ့ဒီလိုတိုက်ဆိုင်တဲ့အထူးရည်ကြလေးလှုပ်ရတဲ့အတွက်ကြောင့်မလို့ဒီလိုမျိုးပေါ့နော်ဒါနကုသိုလ်ပြုလိုက်ရတဲ့အကြောင်းမို့ကျွန်တော်တို့ကကံထောက်ပံ့ကောင်းတွေအများကြီးပြောင်းလဲသွားစေတယ်ဘလောက်ထိပဲကံနေမကောင်းဆိုတဲ့မိတ်ဆွေပဲဖြစ်ဒီဟာလေးကိုလှုပ်ကြည့်ပါအဲ့တရက်တည်းလှုပ်ရုံနဲ့တစ်လလုံးကံကောင်းသွားတာဖြစ်ပါတယ်ဗျဒါလေးကိုကျွန်တော်ကမိတ်ဆွေများအတွက်လာပြီးမျှပေးတာပါအဲ့တော့ကျွန်တော်စီမှာဗေဒမေးတာတို့ဇာတာစစ်တာတို့ဒိုင်တက်စင်လှုပ်တာတို့ငွေကြေးခက်ခဲတွေအိမ်တော်ရေးစီးပွားရေးခက်ခဲလေးလူမှုခက်ခဲတွေစသဖြင့်ခက်ခဲတွေရှိလို့ရှိရင်လည်းလာရောက်တိုင်ပင်ဆွေးနွေးလို့ရပါတယ်ကျွန်တော်မိတ်ဆွေများအတွက်ဇာတာစစ်ပြီးဟောပေးပါတယ်ဗျဖုန်းနံပါတ်ကိုလည်းအောက်မှာချပေးတာပါတယ်အဲ့တော့ကျွန်တော်မိတ်ဆွေများအတွက်ခက်ခဲရှိရင်လည်းလာရောက်ကူညီတောင်းလို့ရပါတယ်ဗျအားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်မိတ်ဆွေခဏသားသမီးအားလုံးလည်းအဲ့တော့ကျွန်တော်ဒီ9လပိုင်းနေစပြီးတော့ကျွန်တော်ကံကောင်းလက်ကောင်းကြပါစေငွေဝေးအဆင်ပြေကြပါစေစီဝါရေးများလည်းတိုးတက်ပြီးအောင်မြင်ကြပါစေဗျာ